နေ့မှာတော့ fantasy နဲ့ action ကြိုက်တဲ့သူတွေအတွက် Legend of the Naga Pearl ဆိုတဲ့စကားကြီးကိုအစအဆုံးပြောပြပေးသွားမှာပါဇလန်းအစမှာတော့ကမာဦးတုံးကအတောင်ပန်ပါတဲ့ Winged Tribe တွေနဲ့လူသားတွေစစ်ဖြစ်ကြပါတယ်လူသားတွေအနိုင်ရသွားလို့အတောင်ပန်ပါသူတွေဟာပြန်တန်းနိုင်စွာဆုံးရှုံးသွားခဲ့ရပါတယ်ဒါကိုမကြည့်တဲ့ဗလင်ကြီးရွှေလီကလူသားတွေကိုလက်စားချဖို့ငကာပလဲတွေကိုလိုက်ရှာပါတော့တယ်ကောင်းကင်ယံက Eye in the Sky ကိုဖွင့်ပြီးမြေပြင်ပေါ်ကလူသားတွေကိုမျိုးဖြုတ်တတ်နိုင်တဲ့စွမ်းအားရှိလို့ပါပဲဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီပလဲတိတ်တာကကျွန်တော်တို့ရဲ့ဇက်လိုက်ခိုးသားနှစ်ပြားနီးကုံကုံလက်ထဲရောက်သွားပါတယ်နီးကုံကုံရဲ့လက်မှာထူးဆန်းတဲ့အပြာရောင်အမှတ်သားပါနေပြီးသူဟာဒီပလဲတွေကိုအသုံးပြုနိုင်တဲ့တူတီတော့သူဖြစ်နေတာပါသူနဲ့အတူတာဝန်တီးတဲ့ရဲမေလေးဟိတ်ယူနဲ့မင်းသားလေးကာလီတို့ပူးပေါင်းမိပြီးပလဲတွေကိုဗလင်လက်ထဲမရောက်အောင်ခရီးထွက်ကြပါတယ်လန်ခီမှာသူတို့တွေဟာကျွန်းမြော်ကြီးပေါ်ကဆရာကြီးတစ်ပါးစီကိုရောက်သွားကြပါတယ်အဲ့ဒီမှာနီကုံကုံဟာသူ့လက်ကအမှတ်သားကပလဲတွေကိုထိန်းချုပ်နိုင်တဲ့ငကားသွေးဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့ဗလင်ရွှေလီကသူတို့နောက်ကိုလိုက်လာပြီးဟေးယူရဲ့အကိုကိုတပ်ဖြတ်ကပလဲတွေကိုလူယူသွားနိုင်ခဲ့ပါတယ်စက်တင်ဘာမှာတော့ရွှေလီဟာပလဲတွေကိုတုံးပြီးကောင်းကင်မှာ Eye in the Sky ကိုဖွင့်လိုက်ပါတယ်အဲ့ဒီထဲကနေမရေမသွက်နိုင်တဲ့လိပ်ပလာနက်တွေထွက်လာပြီးမြို့ပေါ်ကလူသားအားလုံးကိုတပ်ဖို့ပြင်ပါတယ်ဒီချိန်မှာနီကုံကုံနဲ့အဖွဲဟာပြန်တန်းနိုင်တဲ့ဝစ်စုံတွေနဲ့ကောင်းကင်ပေါ်တက်တိုက်ကြပါတယ်နီကုံကုံဟာသူ့ရဲ့အပြာရောင်လဝါစွမ်းအားကိုတုံးပြီးရွှေလေကိုအနိုင်တိုက်နိုင်ခဲ့တယ်လို့ပလဲတွေရဲ့စွမ်းအားကိုလည်းသူ့ခန္ဓာကိုယ်ထဲစုပ်ယူလိုက်ပါတယ်ဒါပေမဲ့ပလဲတွေရဲ့စွမ်းအားကအရန်ပြင်းထန်လို့နီကုံကုံဟာတေလူနေမှဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဟီယူနဲ့ကာလီတို့ရဲ့အကူအညီနဲ့ Eye in the Sky ကိုပိတ်လိုက်နိုင်ပြီးလူသားမျိုးနွယ်ကိုကဲတင်နိုင်ခဲ့ပါတယ်ဇလန်အဆုံးမှာတော့နီကုံကုံဟာမတေပဲအသက်ရှင်ကျန်ရစ်ခဲ့ပြီးသူတို့တငယ်ချင်း၃ယောက်ဟာကဘာကြီးကိုလှည့်လည်ကဒုစရိုက်သမားတွေကိုဆက်လက်နှိမ်နှင်းဖို့ခီးပြီးဆက်သွားကြရင်ဇလန်လေးပြီးဆုံးသွားပါတော့တယ်